မောချယ်ရီပွင့်တော်လာဆိုအိမ်ကိုသိလွားနေခောက်ပုတ်ကလေးကိုကင်ကစားရတဲ့အရာသာခေါင်းရင်းချုံမြတ်တစ်ခွက်သေးလက်ပြောင်းတောင်းရတဲ့အရာသာမမေ့နိုင်ဘူးအပြေမှာအပြောင်းလဲတွေမလွယ်မသွေရှိပေမဲ့လို့လေအရေးခုန်ခွာရင်ရင်တွေကတော့တောင်းမော်သားတယောက်ပဲပုတ်ကလေးကိုကင်ကစားရတဲ့အရာသာ လုံးတော့ဖိတ်ပါဦး